ဈေးနှုန်းတွေကတော့အတန်ဆုံးဖုန်းတွေတောင်မှလုံးဝမတန်တော့ဖြစ်နေ price to performance ကောင်းလာပါတယ်ဆိုတော့လေးကျွန်းရဲ့ Xiaomi တောင်မှအခုဒီမှာပြထားတဲ့အတိုင်းပဲနော်300နဲ့900ကျော်ဈေးတက်ကုန်ပြီမတွေ့လားဒီနေ့တော့စိတ်တော့မကောင်းစရာပဲဒါကလည်းဖြစ်မှာပေါ့ worldwide တစ်ခါလုံးမှာ runny အကုန်လုံးကဈေးကြီးနေရဆိုတော့လေနောက်ဆုံးကျွန်တော်တို့ရဲ့ Xiaomi လည်းမမီနိုင်တော့ဖြစ်နေဒီလိုမျိုးဈေးတွေအများကြီးတက်နေတဲ့အချိန်မှာဘယ်လိုဖုန်းမျိုးကို budget နဲ့ကိုက်အောင်ရွေးဝယ်မလဲဆိုတာတော်တော်လေးတော့ပိုအရေးကြီးလာပြီ။ဘာကြောင့်လဲဆိုတော့ဒီချိန်မှာဖုန်းတစ်လုံးဝယ်ဖို့ budget သုံးတဲ့အခါမှာအမောင်းကအရင်ကထက်ပိုများနေတာဖြစ်တဲ့အတွက်ဝယ်တဲ့အခါမှာအဝယ်မှားသွားရင်တော်တော်လေးခေါင်းစားသွား။ဆိုတော့ကျွန်တော်တို့တွေဈေးတွေတက်နေတဲ့ကြားကပဲဘယ်လိုဈေးတက်တန်ဖုန်းလေးတွေဝယ်လို့ရမလဲဆိုတာပြောချင်အောင်။ဒီလိုဈေးတွေများနေတဲ့အချိန်မှာဘာပဲပြောအတန်ဆုံးဖုန်းလေးကို25သိန်းဝန်းကျင်လောက်မှဝယ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်လက်ရှိအကောင်းဆုံးရွေးချယ်မှုဖြစ်နေတာကတော့ Xiaomi 15ပဲ။ဘာကြောင့်လဲဆိုတော့ Xiaomi 15လို့ဖုန်းမျိုးကလက်ရှိအခြေအနေမှာ performance ကောင်းကောင်း big quality ကောင်းကောင်း display ကောင်းကောင်းနဲ့ premium Samsung flagship ဖုန်းတစ်လုံးကို25သိန်းဝန်းကျင်လောက်နေရမှာဆိုတော့တော်တော်လေးဈေးနှုန်းအရ fair ဖြစ်တယ်လို့ပြောလို့ရတယ်။အသစ်ဈေးက25သိန်းဝန်းကျင်ဆိုပေမဲ့ကိုကဒီလိုအသစ်လိုပုံစံမျိုးကို25သိန်းလောက်မသုံးချင်ဘူး။နည်းနည်းတက်တာမျိုးတွေသုံးချင်တယ်ဆိုရင်တော့ display ယူနေအလုံးလေးတွေဝယ်လို့ရတယ်။ဘာဖြစ်ပါလက်ရှိ25သိန်းပတ်ချလဲဈေးမှာအတန်ဆုံးကတော့ Xiaomi 15ရှိမယ်ဒီကောင်ရဲ့ Snapdragon 8 Elite တွေ LTPO AMOLED ဒါ 6.36 inch compact အရင်ဖြစ်တယ်လက်ထမကန်ရတာမိုက်တယ်ပြီးတော့ Leica camera တွေပါမယ်ဘက်ထရီဆိုလည်း9000ကျော် silicon carbon တွေဖြစ်သွားတာလေတော်တော်လေးကိုမှအားရစရာကောင်းတယ်ဆိုတော့နံပါတ်1အနေနဲ့တန်တန်လေးရွေးလို့ရတာက Xiaomi 15နောက်ထပ်တန်နေရာကကြတော့10သိန်းကျော်ဝန်းကျင်လောက်ပဲသုံးမယ်ဆိုတဲ့သူတွေအတွက်ရွေးပေးထားတဲ့တန်တန်လေးဖုန်းအဲ့ဒါကကြတော့ Nothing 3A Liteဘာကြောင့်လဲဆိုတော့ဒီကောင်က10သိန်းသိန်းဝန်းကျင်ကြားထဲမှာ performance ကောင်းကောင်း display မိုက်မိုက်ပြီးတော့ design ခက်ဆန်းဆန်းလေးကိုသုံးလို့ရမယ်ဖုန်းမျိုး Dimensity 9300 Pro လို့ SoC မျိုးတွေပြီးတော့ 6.77 inch ရဲ့ AMOLED screen တွေပြီးတော့9000 mAh battery တွေဒါတွေအကုန်လုံးနဲ့ဈေးနှုန်းကလည်း10သိန်းနဲ့2သိန်းကြားမှာ RAM ပေါ်မူတည်ပြီးဈေးလေးကွဲသွားတာဆိုတော့တော်တော်လေးမစိုးလို့ပြောလို့ရနေတာမှာရှိတယ်တန်လာပါရဲ့ဆိုတော့Redmi ရဲ့ official global ထက်တောင်မှ Nothing 3ရဲ့လိုက်ကပို့ပြီးတော့တန်တယ်။အော်ပြီးတော့ဒီကောင်က global လုံးဖြစ်နေတာပြီးတော့ user experience ကောင်းကောင်းလေး Nothing OS ကိုသုံးရမှာဆိုတော့တော်တော်လေးကိုမှ smooth ဖြစ်ပြီးတော့သုံးရတယ်တကယ် snap ဖြစ်နေတယ်တော်တော်လေးကိုမှကောင်းတဲ့အနေအထားမှာရှိတယ်။ဆိုတော့နံပါတ်2အနေနဲ့10သိန်းကျော်ပတ်ချလဲမှာသွားတန်နေတဲ့တန်တန်လေးဖုန်းကတော့ Nothing 3ရဲ့ like ပဲ။နောက်ထပ်ရွေးပေးထားတဲ့လက်ရှိတန်နေတဲ့နောက်ထပ်ဖုန်းတစ်လုံးကကြတော့ Redmi ရဲ့ Note 14ကတော့မစိုးဘူးလက်ရှိဈေးတက်နေတဲ့အချိန်မှာဒီကောင်းရဲ့ဈေးလေးက price to performance ကောင်းပြီးတော့ fair ဖြစ်နေသေးတယ်လို့ခံစားရတယ်။Dimensity 2025 Ultra လို့ SoC မျိုးတွေ AMOLED screen တွေပြီးတော့9000ကျော် battery တွေဒါတွေအကုန်လုံးပါမယ်ဈေးနှုန်းကလည်း7သိန်း9သိန်းပတ်ချလည်းပဲရှိအောင်မှာဆိုတော့လက်ရှိအခြေအနေမှာတော့အဆင်ပြေနေတဲ့နေတာမှာရှိသေးတယ်။နောက်ပိုင်းဈေးကြောက်ဝိုင်းတော့မပြောတတ်ဘူးလက်ရှိမှာဒါတော်တော်လေးကိုမှ okay နေတဲ့အနေအထားNote 14ကလည်းပြောမယ်ဆိုရင်တော့ဒါ China version ဖြစ်နေတဲ့ဒီ7သိန်း9သိန်းဝန်းကျင်မှာတခြားဟာတွေနဲ့ရှင်းမယ်ဆိုရင် performance ဘိုင်း big quality ဘိုင်း camera ဘိုင်း design ဘိုင်းတွေကတော့အပြတ်ဖက်ကနေကြည့်မယ်ဆိုရင်ဘယ်လိုပဲကြည့်ဒါရလို့ပြောလို့ရတယ်အဲ့တော့7သိန်း9သိန်းဝန်းကျင်မှာဆိုရင်တော့ Note 14 5G လေးက China version လေးကတန်တန်လေးဝယ်လို့ရနေသေးတယ်နောက်ထပ်တန်တန်လေးအနေနဲ့10သိန်းပတ်ချလဲမှာဘယ်လိုမျိုးလေးရှိအောင်မလဲဆိုရင်တော့ Note 14 Pro ရှိသေးတယ်မှန်ခုံးသုံးရမယ် performance မဆိုးရလေးရမယ် design လာတယ် flagship Samsung premium Samsung ဖုန်းတစ်လုံးကို10သိန်းပတ်ချအောင်လည်းရမယ်ဆိုတော့မစွန့်နေတာမှာရှိတယ်ဒါကလည်းလက်ရှိဈေးနှုန်းပဲပြပြီးရနောက်ပိုင်းပြန်ဝင်တဲ့အလုံးတွေဆိုရင်တော့ဈေးပြောင်းသွားနိုင်တယ်ဒါပေမဲ့လက်ရှိချိန်မှာတော့ဒီကောင်ကအတန်ဆုံးနေတာမှာရှိနေသေးတယ်အဲ့တော့10သိန်းပတ်ချလေးမှာ China version လည်းအဆင်ပြေတယ်နော်ဘာမှပြဿနာမရှိဘူး global မဟုတ်လဲရတယ်China ထက်ကပဲပို့ပြီးတော့သဘောကျရဲဆိုတဲ့သူတွေတော့ကတော့ Note 14 Pro ကရွေးချယ်တယ်ပို့ပြီးတော့ကောင်းတယ်အဓိကမှန်ခုံးဖြစ်နေရကသူ့ရဲ့အသက်ဖြစ်တယ်လို့သူ့ရဲ့ big quality design ကလည်းပပလေးနဲ့တော်လေးကိုမှသုံးလို့ကောင်းတဲ့အနေအထားမှာရှိတယ် specification ကိုလည်းတစ်ချက်လေး show ကြည့်လိုက်ဒီကောင်းရဲ့ specification ကလည်း10သိန်းပတ်ချလဲမှာပေးရတဲ့ဈေးနဲ့ပြန်ရတန်တယ်လို့ပြောလို့ရတယ် Dimensity 9300 Ultra ကိုသုံးမိထားတယ် 6.67 inch ရဲ့ AMOLED curved screen ကိုသုံးမိထားတယ်ဒါတွေကလည်းဒီ Note 14 Pro ကိုကြည့်ရတဲ့တကယ်ကုန်မှာဝါမင်းဖုန်းကမိုက်လက်တာတားကြီးရာဆိုတာဖြစ်သွားနိုင်တဲ့ပုံစံမျိုးဖြစ်နေပြပြမို့တကယ်လေးမိုက်တယ်ဆိုတော့10သိန်းဝန်းကျင်မှာတန်တန်လေးနဲ့ဝယ်ခြင်းနဲ့ China version နဲ့ဖြစ်တယ်ဆိုတဲ့သူတွေအတွက်နောက်ထပ်တစ်လုံးကတော့ Note 14 Pro 5G နောက်ထပ်တန်တန်လေးနေနဲ့ဈေးနှုန်းအများကြီးမသုံးတော့ဘူး7သိန်း9သိန်းလောက်ပဲသုံးချင်တယ်ဆိုတဲ့သူတွေအတွက်ရွေးပေးထားတာကကြတော့ Infinix Hot 70 80အထက်ထားတာမကြသေးဘူးဒီပိုင်းပဲရှိသေးတယ်အဓိကဒီကောင်ကိုရွေးပေးရရွေးချက်ကလည်းရှင်းရှင်းလေး global version ဖုန်းတွေထဲမှာ specification
တန်တာလေးနဲ့ brand ဆွဲသိမကြည့်ဘူးဆိုတဲ့သူတွေအတွက်ရွေးပေးထားတာခြုံပြောမယ်ဆိုရင်လည်း 720p display ဖြစ်နေရကလွယ်ပြီးတော့ကျန်တာကသူ့ရဲ့ specification အရအဆင်ပြေတယ် MediaTek ရဲ့ Helio G100 Ultimate ကိုသုံးရမယ်ဒါကလည်း daily driver အနေနဲ့သုံးရတာ social media app တွေမှာကောင်းကောင်းလေးသုံးလို့ရတယ်အကိန်း heavy တွေပါတော့တောင်းမစော့နဲ့တိတ်တော့အဆင်မှာမဟုတ်ဘူး screen size ကလည်း 6.7 inch ရှိတယ်အဲ့တော့လက်ထဲမှာကန်ရတာကြီးကြီးလေးနဲ့မစိုးအားရနေရဆိုတဲ့အနေထားလေးမှာဖြစ်တယ်အဲ့တော့ YouTube တွေကြည့်ရတယ် Telegram ကြည့်ရမျိုးလေးကျွန်တော်ရုပ်ရှင်ဇာတ်လမ်းလေးကြည့်ရမျိုးလေးအတွက်ဒီဖုန်းရဲ့ display လေးက okay တယ် 720p display လေးကိုလက်ခံနိုင်မှာဆိုရင်ပေါ့ပြဿနာသိမရှိပါဘူးတကယ်ကျွန်တော် daily driver ကျွန်တော်ရဲ့မျက်စိတွေကမြင်သမျှအရင်กว่าနေမှာမဟုတ်တာဟုတ်တယ်မပြီးတော့ဒီကောင်းရဲ့ battery ကလည်းတော်တော်လေးကိုအားရစရာကောင်းတယ် 6000 mAh battery ကိုဒါကမှ45 watt fast charging နဲ့လာတယ်ဆိုတော့ battery ကြီးကြီးလေး charging ကောင်းကောင်းလေးနဲ့လည်းသွင်းလို့ရအောင်ပဲပြီးတော့သဘောကျတာတွေကဘာလဲဆိုတော့50 megapixel camera က 144p အထိကို video recording ထိုင်လို့ရတယ်ပုံစံလေးတွေကလည်း daylight တွေပိုင်းမှာဆိုတော့မစိုးဘူးရိုးလိုက်မှာဆိုတော့နည်းနည်းလေးအဆင်မပြေဘူးဆိုရင်လည်းအလင်းရောင်ကောင်းရတဲ့နေရာမှာဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ပုံထွက်ကနည်းနည်းလေးမစိုးနေထားအားရစရာကောင်းနေဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့ချုံမဲမယ်ဆိုရင်တော့ official global ဖြစ်တာရဲ့ performance လေးလည်းမစိုးတာရဲ့ design လေးကလည်းနည်းနည်းလေး trending ဖြစ်တဲ့ပုံစံမျိုးလေးနဲ့ကြည့်လို့ကောင်းနေရမျိုးလေးနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ Infinix Hot 80လေးကလည်းတော်တော်လေးကိုမှ8သိန်း9သိန်းဝန်းကျင် official global ထဲမှာရွေးလို့ကောင်းတဲ့ဖုန်းလို့ပြောရမယ်အဲ့တော့နောက်ဆုံးပိတ်9လုံးမြောက်အနေနဲ့တန်တန်လေးအနေနဲ့ကတော့ Infinix Hot 80ပဲဒီလောက်ဆိုရင်တော့တန်တန်လေးနဲ့ဝယ်လို့တော့တော်တော်လေးကောင်းမှာပြီလို့တော့ထင်တယ်တခြားတန်တဲ့ဟာတွေလည်းရှိသေးရဆိုတော့နောက်ထပ်ဗီဒီယိုမှာဘလို့တန်တာမျိုးလေးတွေဘလို့ဖုန်းတွေကိုကိုယ်နဲ့ကြိုက်တာမျိုးရွေးဝယ်အောင်လဲဆိုတာမျိုးလေးဒါလေးကိုပြပြပေးမယ်ဆိုတော့ကိုလိုဆိုရင်ရောဘယ်ဖုန်းတွေကိုစဉ်းစားထားလဲလက်ရှိဈေးတက်လာတဲ့အခြေအနေမှာရောဝယ်မလားမဝယ်ဘူးလားဘာလို့ဖို့တွေးထားလဲဟောကကွန်မန့်မှာဆွေးနွေးခဲ့ပါဆိုတော့ကျွန်တော်တို့နောက်တစ်ကြပါအားလုံးနိုင်ကြပါနဲ့ကျွန်တော်အဒမီကြော်ရည်ပါ Yangon Mobile Store